Robert တို့ဒီနေရာမှာမရှိသင့်ဘူးပြစ်ဆက်ကအခြေအနေမှာဒုဒရီပြောလိရှိရဲ့ကျင့်ဝတ်နီတိနှောင်ကြိုးကနေမင်းရောငါပါနှစ်ယောက်စလုံးလွတ်မြောက်နေလိမ့်မယ်မင်းပေါ်ထားတဲ့အဆွေခင်မွန်းဆိုတဲ့နှောင်ကြိုးကငါ့ကိုနှောင်ဖွဲ့ထားတယ်Richard ပေါ်ပါတဲ့နှောင်ကြိုးတွေပေါ့ကွာ Robert ငါမောင်ထဲမှာလျှို့ဝှက်လုပ်ခဲ့တယ်ခုငါဆက်လုပ်လို့မရတော့ဘူးငါလွတ်လပ်စွာလှုပ်ဆောင်မှုခွန်အားတတိမင်းမှရှိသလား Richard ဒုနှစ်ယောက်ရှင်ပြိုင်မှုစိန်ခေါ်တာလား Robert စိတ်လှုပ်ရှားမှုကြီးထွားလာငါတို့နှစ်ယောက်စိတ်ဝိညာဉ်တိုက်ပွဲပေါ့ဝိညာဉ်တွေကမတူပဲကွဲပြားနေကြမယ်တစ္ဆာစောင့်တိမှုတစ်စီကိုစန့်ကျင်တဲ့မင်းအစေခင်ဝန်းဆိုတဲ့တစ်စီကိုစန့်ကျင်တဲ့ငါရဲ့တိုက်ပွဲဘဝဆိုတာအောင်ပွဲဖြစ်တယ်လူသားရဲ့တတ်မှတ်မှုကတရေပေါ်ကြောင်မှုပြည့်ညက်ချက်တွေပေါ်အောင်နိုင်တာဖြစ်တယ်ဘလို့လဲ Richard မင်းမအဲ့ဒီတတိရှိလားတကယ်လို့အဲ့ဒီတတ်မှတ်မှုကငါတို့နှစ်ယောက်ရဲ့ချစ်ကြည်ရင်းနှီးမှုရဲ့ပရမအနုမြူတွေကိုပျက်စီးစေခဲ့မယ်ဒါနဲ့မကအောင်မင်းဘဝရဲ့နောက်ဆုံးယုံမှတန်တရားဖြစ်မှုကိုချိုးဖျက်ခဲ့လိုက်ပြီဆိုရင်ပေါ့ကွာတို့မမွေးဖွားမိကလေးကထာဝရတည်ရှိနေတဲ့အရာတစ်ခုရှိတယ်တို့သေလွန်ပြီးရင်နောက်ဘဝရှိတယ်ဆိုတဲ့အယူပဲပေါ့တတ်မှတ်မှုလွတ်လပ်မှုအရှက်နည်းမှုထိန်းချုပ်ရန်ခက်ခဲမှုတွေပါဝင်နေတဲ့ဘဝကိုခင်တွယ်မှုဆိုတဲ့စူးရှားတောက်ပါပြီးမမြင်နိုင်တဲ့အရာဟာဘာနဲ့တူတယ်လဲဆိုရင်ကြေးကျွန်တွေပြောနေတဲ့ဘဝဆိုတဲ့ဆင်းရဲဒုက္ခတွေကနေဒုဒတွေလွတ်မြောက်နိုင်စေတဲ့တကယ်ဝပဲဖြစ်တယ်ဒုဒတွေအတူတကွရှိနေတဲ့ဟောဒီနေရာမှာမင်းမကြာခဏဆိုသလိုပြောလေးရှိတယ်မင်းရဲ့နှုတ်ပြိုတဲ့ဘဝဘာသာစကားကိုမင်းနှုတ်ဖျားကနေမကြားရတော့ပါလားမင်းပြောင်းလဲသွားပြီလား Richard